ကဲအားလုံးရဲ့ရှစ်တော့အထက်တွန်တိုက်တဲ့ item လေးတွေဆိုရင်တော့ game တွေကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်။သူ့မှာဆိုရင်တော့3 event ပါရှိပြီးတော့ bright pet ရဲ့ lucky spin နှစ်ခုရဲ့ပါရှိတာပဲဖြစ်ပါတယ်။ bright pet မှာဆိုရင်တော့ UC shop နဲ့ဖွင့်ရမှာဖြစ်ပြီးတော့သူပေးတဲ့ mission လေးတွေကိုဖြည့်ဆို့ပြီးရလာတဲ့ level align skin လေးတွေရရှိမှာပဲဖြစ်ပါတယ်။ဒါလေးကတော့ level 1မှာရရှိမဲ့ skin ဖြစ်ပါတယ်။ level 7မှာ outfit တစ်ခုပါရှိပြီးတော့ level 10မှာဆိုရင် မြင်း skin ပါရှိမှာပဲဖြစ်ပါတယ် level 16မှာ emote ပါရှိမယ် level 18မှာဆိုရင်တော့ car skin ပါရှိမှာပဲဖြစ်ပါတယ်နောက်ဆုံး level 25မှာဆိုရင်တော့ Levi character set ကိုရရှိမှာပဲဖြစ်ပါတယ်ဒါကတော့ bright pack မှာပါဝင်တဲ့ item လေးတွေပေါ့နော်နောက်တစ်ခု lucky spin မှာဆိုရင်တော့ Iran character set ရဲ့ Attack Titan character set ရဲ့ Mikasa character set ရဲ့ပါဝင်မှာဖြစ်ပါတယ် Lucky spin မှာကန်ဆယ်ခြင်းနဲ့ဆိုရင်ပထမဆုံးချိန် UC 30နဲ့ကန်ဆယ်လို့ရမှာဖြစ်ပြီးတော့10ချိန်ဆိုရင်တော့ UC 360ကျတင်မှာပဲဖြစ်ပါတယ်နောက်ဆုံး Lucky spin မှာဆိုရင် item တော်တော်လေးစုံတယ်လို့ပြောလို့ရတယ်ပေါ့နော်သူ့မှာဆိုရင်တော့ character set နောက်တစ်ခုရဲ့ Titan skin နောက်တစ်ခုရဲ့ပါရှိမှာပဲဖြစ်ပါတယ်နောက်ပြီးလို့ရှိရင်နောက်ကနေတကောကောလိုက်မယ် Titan ပေါက်စာလေးလည်းပါရှိမှာပဲဖြစ်ပါတယ်အဲ့အပြင် Titan muscle unforward skin car skin ရဲ့John Wick skin ရဲ့လည်းစုံလင်စွာပါရှိမှာပဲဖြစ်ပါတယ်ဒါကတော့ emote လေးပေါ့နော်သူ့ကိုလည်း UC 30နဲ့အနည်းဆုံးခံစားလို့ရမှာဖြစ်ပြီးတော့10မို့ဆိုရင်တော့ UC 360ကိုပတ်တင်ပါတယ်ကဲအခုကြည့်နေတဲ့သူလေးတွေရောဘယ် character လေးတွေပတ်ဆိုင်သွားကြလဲ UC ဘယ်လောက်နဲ့ကန်ဆယ်သွားလဲဆိုတာကို comment မှာတစ်ချက်ဖြေသွားပြီးကြနော်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်